အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ရာသီပေါ်မယန်းသီးလေးတွေရှိနေရတယ်ပဲပေါ့မယန်းသီးငပိကြော်လေးတွေလှုပ်ရှားဖြစ်တယ်ပေါ့နော်ဥဆုံးမယန်းသီးလေးတွေကိုတော့ဒီလိုမျိုးညက်တညက်လေးထောင်းထားပေးပါမယ်စက်တော်အနီးအဖြူတွေကိုလည်းပပလေးထားပါပေးပါရှင်စီပမာဏအတော်အသင့်ကိုတဲဟိုးထဲထည့်ပြီးတော့မှစီပူလာရင်တော့ခုနကလှိထားတဲ့စက်တော်အနီးအဖြူလေးတွေကိုထည့်ပြီးတော့မှစီသက်ပေးပါမယ်နော်ရောင်လေးလာအောင်တော့စနွဲမုံလေးနဲ့ငယ်ထည့်ပြီးတော့မှစီသက်ပေးထားပါရရှင်ခုလိုမျိုးကြက်သွန်လေးတွေကိုရွှေညွှန်အောင်လေးမတန်းခင်ထိမွေးထားပြီးငရုတ်သီးအနှုတ်မုံလေးထည့်ပါမယ်နော်ပြီးရင်တော့ဘိန်းကပိမွှေးမွှေးလေးကိုထည့်ပြီးတော့မှစီသက်ပေးရပါမယ်ရှင်ခုနကထောင်းထားတဲ့မယန်းသီးလေးတွေလည်းထပ်ပြီးတမအောင်ပြန်မွေးပေးထားပါမယ်နော်ရတာကောင်းကောင်းလေးစားကြတော့လေဒီအချိုရတာတော့ပစွန်ချောင်းမှုံလေးတွေလည်းထည့်လိုက်ပါတယ်နော်အဆက်ရတာအတွက်ကတော့ငရုတ်သီးခွဲချမ်းလေး9ချက်သားလောက်ကိုထပ်ထည့်လိုက်ပါတယ်ရတာအတွက်ကတော့ချိုးမုံနေငယ်စားနေငယ်အရတာမုံနဲ့တကြားနေငယ်တို့ကိုထည့်ပြီးတော့မှတမအောင်ရုံးမွေကြော်ပေးထားပါမယ်နော်အိုးထဲမှာမယန်းသီးဘက်လေးတွေလိပ်ပြီးတော့မှနူပြီးနွမ်းသွားတဲ့အထိကိုဆက်မပြတ်ကြော်ထားပေးပါမယ်နော်လိုအပ်ရင်တော့ရေလေးနည်းငယ်ထပ်ထည့်ပြီးတော့မှဆက်ကြော်ပေးထားပါတယ်နော်ဒီမှာတော့တချို့တွေကလေမယန်းသီးစိမ့်လေးတွေကိုဒီတိုင်းအစိုးအနေထားမျိုးဖြစ်တယ်ပေါ့နော်မယန်းသီးငပိချက်ပုံစံမျိုးလေးကိုလည်းစားကြတာကိုကြိုက်ကြတာလည်းရှိရယ်အိမ်မှာတော့ကြထားခံအောင်နဲ့6လေးစားရတာကိုကြိုက်တာကြောင့်ဆက်ပြီးတော့မှကြော်ထားပေးပါတယ်ရှင်ခုလိုမျိုးရေလေးလည်းခမ်းလာပြီးစီလေးလည်းပြန်လာတဲ့အနေအထားပိုပြီး6ကလေးစားခြင်းတော့ဆက်ကြောထားဆိုရင်တော့ဒီလိုအနေထားမျိုးလေးကိုရောက်လာပြီပေါ့နော်ခုလိုဂျာတိဘောစာလေးဖြစ်တဲ့မယန်းသီးငပိကြော်ချိန်ငံဆက်ကလေးကိုရရှိပါပြီနော်ထမင်းဖြူပူပူလေးနဲ့ပဲတွဲစားပေါ့နော်အရန်ကိုမှထမင်းမိန်စီမဲ့ဟင်းတစ်ခွက်ပါပဲနော်ခုလိုမျိုးရာသီစားလေးဖြစ်တဲ့မယန်းသီးလေးတွေကိုပို့ပြီးမွန်ပြည်နယ်ကဖွားဖွားရုံလဲကျွေးချင်လာပါတယ်ကျေးဇူးလက်တင်ပါတယ်ဖွားဖွားရေသမီးကတော့ဒီနေ့တော့ကတွင်လိုက်ချီသေးတယ်